ယာနုံးပြည်နိုင်ပွဲနှင့်ချန်ပီယံလိမှာအဆင့်တစ်နေရာကိုရယူထားတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါဂန်နာဗတ်စ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပွဲမှာအာဆင်နယ်အသင်းဟာအသင်းရဲ့နောက်ခံလူစရင်းကိုအပြောင်းအလဲပြုလုပ်လာတာကိုတွေ့လာပါတယ်အသင်းရဲ့အမြဲမပါမဖြစ်တင်ပါကိုအနားပေးဖို့အတွက်နောက်ခံလူနေရာမှာနော်ဂတ်ကိုကစားစီခဲ့ပြီးအကောင်းဆုံးကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်နော်ဂတ်ဟင်ကပစ်အတွဲဟာချိတ်ဆက်နားလည်မှုရဖို့အပ်နေပေမယ့်ခံစစ်ကိုတော့အကောင်းဆုံးထိန်းချောင်းသွားတာဖြစ်ပါတယ်။သူတို့ကစားလို့ကောင်းအောင်လဲကွင်းလယ်လူဇူဘီမန်ဒီကအကောင်းဆုံးပံ့ပိုးထားပါတယ်။ခုလိုလူစရင်အပြောင်းလဲလှုပ်လိုက်တာကြောင့်တင်ပါကာလာဖီဒိုရီတော့အနားယူစေခဲ့လာဟာတကယ်ကောင်းပါတယ်။ဒုတိယပိုင်းမှာတော့လူးဝစ်ကယ်လီပွဲမပန်းစေဖို့အတွက်ကာလာဖီဒိုရီနဲ့လူစားလဲခဲ့ပါတယ်။ပထမပိုင်းမှာတိုက်စစ်မှုယော့ဂရစ်ပါဝင်ခဲ့ပေမဲ့တော်တော်လေးရုန်းကန်နေရပါတယ်။တစ်ဖက်အသင်းရဲ့လူကတ်ကစားပုံမှာတော်တော်လေးမြုပ်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာဒန်ယာကနေပြန်လည်တက်တာလာနဲ့ဂါဘရီယယ်ဂျေဇုဝင်လာတဲ့အခါမှာတော့အာဆင်နယ်ရဲ့တိုက်စစ်ဟာပြန်လည်အသက်ဝင်လာပါတယ်။ဒါပေမဲ့သူ့ရဲ့အဆုံးသတ်ကတော့လူအပ်နေစေဖြစ်ပါတယ်။ Force 9ကစားတဲ့အခါမှာကစားကွက်အသားနဲ့အသားစီးယူနိုင်ပေမဲ့အဆုံးသက်ပိုင်းလိုနေတာကြောင့်နောက်ထပ်သွင်းကိုမရခဲ့တာဖြစ်ပါတယ်။အထောင်တိုက်စစ်ကစားတဲ့အခါမှာတော့နောက်ခံလူတွေအသေးကတ်ထားတာကြောင့်ကန်ကွက်မရခဲ့ပြန်ပါဘူး။အသင်းရဲ့အထောင်တိုက်စစ်ကတော့အားသာချက်အားနည်းချက်ကိုစီနေစေဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ယခုအချိန်မှာအားသာချက်ကိုပြောရမယ်ဆိုရင်အသင်းရဲ့တောင်ပံကစားသမားတွေပဲဖြစ်ပါတယ်။မန်ဒူအေခေးနဲ့မာတင်နယ်လီတို့ဟာဒန်ယာကနေပြန်လဲတက်တာလာပြီးကိုစီခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ပထမဆုံးအလုံးကဆိုရင်မန်ဒူအေခေးရဲ့တကိုယ်တော်ကြော်ဖြတ်မှုကနေတဆင့်အဝေးကန်ချက်နဲ့သွင်းယူခဲ့တာဟာတော်တော်လှပါပါတယ်။ဒီလိုအလုံးမျိုးကိုသူ့စီကနေရလာလိမ့်မယ်လို့မျှော်လင့်မထားမိတာအမှန်ပဲဖြစ်ပါတယ်။ဒုတိယသွင်းဂိုးကတော့ဇူဘီမန်ဒီရဲ့ကောင်းမွန်တဲ့ပေးပို့မှုကိုနေရာယူမှန်မှန်နဲ့ဂိုးသွင်းယူသွားခဲ့ပါတယ်။တတိယသွင်းဂိုးကိုတော့ချန်ပီယံလိမှာဆိုရင်ခြေစွမ်းပြတတ်တဲ့မာတင်နယ်လီကပဲတကိုယ်တော်ဆွဲပြေးကအဝေးကန်ချက်နဲ့ပဲအဆုံးသတ်နိုင်ခဲ့ပါတယ်။ယခင်ကဆိုရင်တောင်ပန်နေရာမှာစာကာတယောက်တည်းကိုပဲအားကိုးခဲ့ရပြီးသူ့စီကဘောလုံးမထွက်တော့တဲ့အခါအသင်းရဲ့တိုက်စစ်ကစားပုံပျောက်ဆုံးသွားပါတယ်။ယခုအချိန်မှာတော့စာကာမန်ဒူအိတ်ခေမာတင်နယ်လီထရိုဆက်တို့ကပွဲထွက်ခွင့်ပါဝင်ကစားရတိုင်းခြေစွမ်းပြနေတာဟာအသင်းအထွာအပေါင်းလက္ခဏာဆောင်တဲ့အချက်ဖြစ်ပါတယ်။မာတင်နယ်လီကတော့အာဆင်နယ်သမိုင်းမှာချန်ပီယံလိပြိုင်ပွဲ9ပွဲဆက်6သွင်းနိုင်တဲ့တဦးတည်းသောကစားသမားဖြစ်လာပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းလိုချင်တဲ့ရလဒ်ရတဲ့အခါမှာတော့အီသန်ဝမ်နရီဆာလမွန်ဂျေဇုကာလာဖီရိုရီယော့ကိုနောက်ပွဲမှာပါဝင်ကစားရမယ်အသင်းရဲ့လူစရင်းကိုအနားပေးခဲ့ပါတယ်။အခုလိုအသင်းလေးတွေနဲ့တွေ့တဲ့အခါမှာလည်းအသင်းရဲ့လိုအပ်နေတဲ့အချိန်မှာကစားချိန်နှဲပါနေပေမဲ့လိုအပ်တယ်လို့ကစားနိုင်ခဲ့တဲ့အရန်ကစားသမားတွေကိုချီးကျူးရမှာပါ။ဒီနိုင်ပွဲကြောင့်အာဆင်နယ်ဟာချန်ပီယံလိမှာ6ပွဲဆက်နိုင်တဲ့အသင်းနဲ့တော့အသင်းဖြစ်လာပြီဖြစ်ပါတယ်။ဒါအပြင်ပရီးမီးယားလိမှာရှုံးနိမ့်ခဲ့တဲ့ရလဒ်ကိုအနိုင်ရလဒ်နဲ့အဆုံးသတ်ခဲ့ပြီးဒီအပတ်အတွက်စိတ်ဓာတ်ခွင့်အားတစ်ခုရလာမယ်လို့ထင်ပါတယ်။ဒီပွဲမှာရှိတာလေးနဲ့လိုချင်တဲ့ရလဒ်ကိုပုံဖော်နိုင်ခဲ့တဲ့ကစားသမားနဲ့နီးပြတွေကိုချီးကျူးရမှာပါ။ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။